machine fully be ticket chila the browser water cooler browser fully chila browser chila machine fully be chila Kumaza 1 2 ba kumaza nalong ba kumaza GD 1 wa inverter na khai bwe di ne khai ne kumaza a di kumaza standard လို့လည်းခေါ်ပါသူကတော့ speed တစ်မျိုးတည်းရပါတော့ဒါအပြည့်လုံးလုံးkumaza G Lugaja Sanga, Lugaja Sanga Bar, Sunjabi, over Hazaga Sanga Bar, Hazaga Sanga Bar, over Hazaga Vijay Modra Jiva. Kumaza 1 khai ne inverter. Share up down ma very good. Ini apa sih ya? Amai ciri ada apa? Ini tapi bandar apa? Ini kau cakap. Ini tapi bandar ciri. Lalu yang mau fan lomba, jadi apa mau kurang kuliah fan lomba kan? Jadi, wah, jadi tu, dua lu one di, dia buat di dua. Mereka kau di standar dia dua fan ya baca belum lalu so. Baca mah jadi bawang so ya. Nasi persia sanzai bro, berani persia sanzai bro. Nasi bah lu saya nasi bah also fan ni kuna dah kuliah aja. Nasi bah atas bah fanji, kumaza fanji, kuna dah kuliah dah fan wang lolo ni. Nasi coba ti, telah le so ye. Fan dia thap ram, alu fan dia thap ram de, pertama la me, 22 yaw ye, 22 yaw ye, fan dia lihat jadwal me. Kalau apa me fan, alu mau ne, nasi coba yaw la, fan du le, dah me, fan du le tu nyale, kuna si bersih, nasi shit ter yaw dah ye no, hybrid, nasi shit ter yaw ye no, hybrid shit so ne, pecah, hybrid shit ni nasi shit ne. Load up, Wi-Fi bar and load up. Hello, fan level, fan do Malama Pawan Leme, Nasashi bar tell you, Sako be yame. Hello, Kumaza Naloma, below level, Kumaza Naimu, Demu are below Bado. Am I oil? Demu, am I oil? Naimu was Kumaza Adelia. Kumaza this was a net yaw, ram the Manai so ma.
ကွန်ပျူတာ2ကိုခေါ်မယ်သူက17ကကျတော့19မှာရက်ပြီးတော့ဘုံက17က20ပါပဲ19ဆိုရင်19အောက်ဆိုရောက်ရင်ရက်ပြီးတော့26ရောက်ရက်ပြီးတော့26ကျော်မှပြန်မောင်းမယ်19နဲ့26ကျော်မှနိုင်မှုတော့အဲ့လိုပဲမနိုင်တော့သူလည်းမနိုင်ဘူးဆိုသူ့လုံးမနိုင်ဘူးဆိုရင်ဘာခေါ်ကွန်ပျူတာ2ကိုခေါ်မယ်နိုင်မှုကွန်ပျူတာ1ကိုခေါ်မယ်ဒီမုံမှာကျတော့အမိုင် online ဒီမုံမှာဆိုရင်ကွန်ပျူတာအကြီးကွန်ပျူတာအကြီးဒီမှာတော့ကွန်ပျူတာ1ကလဲမယ်လဲနဲ့သူ့ကြတော့အင်ဗာတာ drive ဖြစ်တယ်လေသူ့သူ့ရဲ့ကွန်ပျူတာအင်ဗာတာကို0 to 10ဖို့သူက signal output ထုတ်ပြီးအပြည့်လဲမယ်ဒါကအဲ့လိုလဲနဲ့ကွန်ပျူတာ1လဲနဲ့9ဖို့0 10ပေါ့9ဖို့အထက်ဖြစ်လာပြီဆိုရင် signal ပို့ဟာခိုင်းတာ inverter ကို signal ပို့လိုက်တယ် controller ရဲ့ signal ပို့လိုက်တယ်9ဖို့အထက်ဆိုရင်သူကမနိုင်ဘူးလို့ဖြစ်တဲ့ user ရဲ့အတွက်ကွန်ပျူတာ2ကိုပို့ကွန်ပျူတာ2ကိုခေါ်တယ်အဲ့လိုကွန်ပျူတာ2 run တဲ့အတွက်ဘာဖြစ်လို့တဖြည်းဖြည်းလောက်ကြလာမယ်လောက်ကြလာပြီးတော့3ဖို့အောက်ရောက်ရင်ဘာဖြစ်လို့ကွန်ပျူတာ2ကရက်သွားပြီကွန်ပျူတာ1နဲ့ဆက်လဲမယ်အဲ့လိုနဲ့သူကလုံများလာမယ်လုံများလာပြီး9ဖို့အထက်ကျော်သွားရင်တခါသူ့ပေးရဲ့ပိုးရဲ့ signal ကွန်ပျူတာ controller inverter ပေးတဲ့0 10ဖို့9ဖို့အထက်ကျော်လိုက်ကွန်ပျူတာ2ကိုခေါ်မယ်အဲ့လိုပဲလုံကျသွားမယ်3ဖို့အောက်ရောက်သွားမှ3ဖို့လုံကျသွားမယ်3ဖို့ထိရောက်လာပြီဆိုရင်ဟိုကွန်ပျူတာ2ကကွန်ပျူတာ2ကရက်ပြီးတော့ကွန်ပျူတာ1ကဆက်လဲမယ်တကယ်ကကွန်ပျူတာ2ပြတ်ကွန်ပျူတာ1ပြတ်နေရင်လည်းကွန်ပျူတာ1ပြတ်နေလေကွန်ပျူတာ1တစ်ခုကြောင့် profit ပြီးကွန်ပျူတာ1ကဒီမို့မမောင်းတယ်ဆိုကွန်ပျူတာ2လိုလည်းပဲပန်းကြတော့တိုက်မှလည်းအဲ့လိုနိုင်မှုဒီမို့ရှိတယ်အချောတာပန်းနိုင်မှုဆိုရင် pressure difference က1လောက်ပဲရှိပြီးတော့ဒီမို့မှာဆို pressure difference က interface panel မှာ3 to 4လောက်ရှိတယ်နော်ဒီကောင်ကကျတော့သူကမောဘတ်နဲ့ချိတ်ထားတာပေါ့နော် interface panel နဲ့ခြေလာရဲ့ controller နဲ့ဒီ interface panel ဟိုပါနဲ့ကသူက interface panel ချိတ်တယ်လူဒီ temperature ကိုဘယ်လိုလုပ်တော့20ဒီဆက်စီးရမှာထိန်းထားတယ်18အောက်ရောက်ရင်ပိတ်မယ်18အောက်20ဒီဆက်စီးရမှာထိုင်တယ်အဲကြောင့်သူဒီလုံးမရှိလေကွန်ပျူတာ1ကြီးကအခုဆိုလုံးမရှိကွန်ပျူတာ1ကရက်ပြီးတော့ပြီးပြီကွန်ပျူတာ1ကြီးကိုအများအားရတယ်ကွန်ပျူတာ1ရက်ပြီးတော့သူကပြောရရင်လုံးရှိမရှိသူဖြစ်နိုင်ရင်မရက်ပဲမောင်းတယ်သူက50%လောက်အတွေ့ရှိရဲ့အချက်ရတယ်50%လောက်နဲ့ကွန်ပျူတာရဲ့35%လောက်နဲ့အနည်းဆုံးပေါ့ဒီကွန်ဒီနဲ့စောက်ပြီးတော့မောင်းတယ်လုံးရှိရလည်းတဖြည်းဖြည်းလုံးသွားဒီ USDI ပေါ့လုံးတင်လိုက်တာတော့ကျတော့50%လောက်နဲ့စောက်အခုဆိုရင်လုံးမရှိတော့ဟော့ကတ်ပွင့်ဟော့ကတ်ကဘယ်လိုပွင့်လဲဟော့ကတ်ဒီစချင်းနဲ့ပိတ်တဲ့အချိန်မှာပွင့်တယ်အများကြီးပြောရင် minimum လုံးနဲ့ order process အတွက်ပဲသွားတော့အခုက order pressure စတေးပဲပြုတ်လို့တော့ဟော့ကတ်ပွင့်ပြီးဟော့ကတ်ကကကျတော့ဘယ်လိုချိန်မှာပွင့်လဲဆိုတော့ဒီကွန်ပျူတာရဲ့ signal ပေါ့0 10ဖို့ inverter 0 10ဖို့ controller ပို့တဲ့အချိန်မှာ1အောက်ရောက်တာနဲ့ဒီချိန်တော့ဟော့ကတ်ပါစပွင့်တယ်စပွင့်ပြီးတော့သူကစစ်ဖို့အထက်ရောက်ရင်ဘာဖြစ်လဲစစ်ဖို့အထက်ရောက်မှာဟော့ကတ်ကပိတ်တော့မယ်ဟော့ကတ်ပွင့်လိုက်တဲ့ကလုံးများအောင်လုံးဖန်တီးလိုက်တာပဲနော်လုံးနေတဲ့ချိန်မှာလုံးဖန်တီးပြီးတော့စစ်ဖို့အထက်ရောက်ကဟော့ကတ်ပိတ်တယ်အခုဆိုဟော့ကတ်ကြီးကကြည့်လိုက်ကျွန်တော်ဗီဒီယိုပါရိုက်တယ်ကအများကြီးပွင့်နေတာအောက်ဆိုလုံးမရှိလို့ဟိုမှာ MIN မရဘူး MIN ကစတေးပဲဖြစ်နေအောင်လုပ်တာ Theory တက်မကြောက်စတေးပဲဖြစ်အောင်ပုံစံမျိုးဖြစ်နိုင်ကြဗျဟိုချီလာတော့ကွန်ပျူတာယူမကြောက်ဘာလို့တော့သူက20D ဆက်စီရတောင်းချင်မှာထိန်းထားကြည့်နေကြတော့မရက်ဖက်နဲ့အခြားဝိုင်းလို့မဟုတ်ဘူးနဲ့မရက်ဖက်နဲ့သူက standby စောက်အဲ့တော့တွေ့ကြည့်အောင်ဒီလောက်နိုင်ဖို့ကြောက်တော့မှုပြီးတော့ကွန်ပျူတာကြီးရပါဘူးနားချင်းရက်မရှိတော့အဲ့တော့ဖြစ်နိုင်ယူလာမကြိုက်ဘူးဆိုရင်အမှန်ရောအော့ပြီးတော့အမှန်ရောရောက်ပြီးတော့ဒီမှာရိုက်မှာအမှန်လို့ဆိုတော့ကွန်ပျူတာကြီးနားချိန်ကြီးရတာပေါ့မဟုတ်ဘူးနားချိန်မရဘူးအခုဟိုမှာ revision modulator ကအဲ့ revision modulator ကဘာလုပ်တာလဲဆိုတော့ revision modulator ကလည်းအဲ့လိုပဲ
သူကတော့သူ့ power supply ပေးမယ် G0 နဲ့ G0 supply Y နဲ့ M ကကြတော့ကားရမူလားဖိုးရိတ်မူလားပေါ့မူတည်ပြီးတော့သူ့ကိုခိုင်းလို့ရတယ်အခုကတော့ကားရမူလားက40 mmနဲ့ခိုင်းတာ40 mmနဲ့ခိုင်းထားတယ်ပေါ့အခုကတော့သူကအခုဒီမှာ gas pressure ကိုလုပ်ပြီးတော့ section တခြား pressure ပြီးနေပြီးတော့300တက်မှနေပြီးတော့ section pressure ပြီး90 90နဲ့130ကြားမှာနည်းနည်းလေးလှုပ်နေပေါ့ဒါကတော့ထူးခြားချက်ပေါ့နော်aircon နေနဲ့မတူ aircon နေမှာဆက်မယ်ဆိုခက်ကနေအဲ့လောက်မတည်းအခုက10 degree Celsius theory temperature 10 degree ရ10နဲ့73ကြားလောက်ပါထည့်နေတော့တွေ့ရတယ်ပေါ့အဲ့တော့90နဲ့130နော်အဲ့လောက်ထည့်ရလို့ယူဆရမယ်လူကလည်းကြီးတာလူက73 kg တော့73 kg ပြီးတော့ဒီကိန်းနဲ့တော့